အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့ကတော့နှလုံးတိုက်အထီးကြီးနှလုံးတွဲနည်းကိုပြန်လဲမျှဝေသွားမှာဖြစ်တယ်ပေါ့နော်ဒီ9နှစ်ကနေစားပြီးတော့မှန်လာခဲ့တာဖြစ်တယ်ပေါ့နော်ဒီ411 9နှစ်ကနေပေါ့နော်ဒီမှာဆိုရင်ဒီနှစ်ကြီးမှာနှစ်တစ်လုံးထီတယ်9နှစ်ဖြစ်တဲ့အတွက်နှစ်တစ်လုံးထီတယ်ပေါ့နော်ဒီမှာ89ကြီးမှာ8တုံများဖြစ်တဲ့အတွက်ဒီမှာ8တစ်လုံးထီတယ်ပေါ့နော်ဒီကအများနဲ့ထိုးပြထားတဲ့ဟာပေါ့နော်ဒီကနေစာပြီးဆင်းလာခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုရင်ခွန်တစ်လုံးထီတယ်ပေါ့နော်ဒီ90မှာကြတော့99ဖြစ်တဲ့အတွက်9တစ်လုံးထီတယ်ခွန်8မှာခွန်1ဖြစ်တဲ့အတွက်ဒီမှာခွန်တစ်လုံးထီတယ်ပေါ့နော်9ရှောက်ကီးမှာရှောင်း9ဖြစ်တဲ့အတွက်ဒီမှာ9ရဲ့ရှောက်ရဲ့ကီးနှလုံးစလုံးအပြီးလာတော့တယ်ပေါ့နော်90ကီးမှာ99ဖြစ်တဲ့အတွက်9တစ်လုံးထီတယ်3များ1အထီမှာ3များ9ဖြစ်တဲ့အတွက်3များတစ်လုံးထီတယ်90အထီမှာ3 3များဖြစ်တဲ့အတွက်ဒီမှာ3များတစ်လုံးထီတယ်6ခွန်ကီးမှာ1ရှောက်ဖြစ်တဲ့အတွက်ဒီမှာရှောက်တစ်လုံးထီတယ်ခင်ဗျာပြီးရင်9ရှောက်အထီကီးမှာရှောက်2ဖြစ်တဲ့အတွက်ဒီမှာရှောက်တစ်လုံးထီတယ်ပေါ့နော်3များ1အထီကီးမှာ1 1ဖြစ်တဲ့အတွက်1တစ်လုံးထီတယ်ဒီမှာခွန်8အထီကီးမှာရှောက်ခွန်ဖြစ်တဲ့အတွက်ခွန်တစ်လုံးထီတယ်ခင်ဗျာ3ညာ1ကီးမှာ9 1ဖြစ်တဲ့အတွက်ဒီမှာဆိုရင်လည်း1တစ်လုံးထီတယ်ပေါ့နော်4 5အထီကီးမှာ4ရှောက်ဖြစ်တဲ့အတွက်4တစ်လုံးထီတယ်ရှောက်ခွန်ကီးမှာရှောက်ဖြစ်တဲ့အတွက်ဒီမှာလည်းရှောက်တစ်လုံးထီတယ်3 4မှာ4 4ဖြစ်တဲ့အတွက်ဒီမှာ4တစ်လုံးထီတယ်ခင်ဗျာ5ရှောက်ကီးမှာရှောက်3ဖြစ်တဲ့အတွက်ဒီမှာရှောက်တစ်လုံး4 5မှာ1 4ဖြစ်တဲ့အတွက်4တစ်လုံး90အထီကီးမှာ9 1ထွက်တဲ့အတွက်ဒီမှာ9တစ်လုံးထီတယ်ပေါ့နော်ဒီမှာ4 5ကီးဖြစ်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်ကတော့ပေါ့နော်4 5ကီးမှာ8 5ဖြစ်တဲ့အတွက်ဒီမှာ9တစ်လုံးထီပါတယ်ခင်ဗျာဒါကိုကျွန်တော်သူ့ရဲ့တွက်နည်းနဲ့တကွာပြန်ပြီးတော့မြောက်ပြီးတော့မှာဖြစ်တယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့အပြီးပေါ်နဲ့အပြီးကနန်း9လုံးထဲကနေထပ်မံရွေးချယ်သွားမှာဖြစ်တယ်ပေါ့နော်ဒီတွက်နည်းတိုင်းပဲဒီဟာလေးတွေဆက်ပြီးတော့ပေးလာခဲ့ရတယ်ပေါ့နော်ဒီမှာကြည့်အောင်ဒီ9နှစ်ထွက်တဲ့တပြင်မှာပေါ့နော်1နှစ်ကီးဖြစ်ပါတယ်ဒီမှာဆိုရင်နှစ်တစ်လုံးအပိန်ပေါ့နော်နှစ်တစ်လုံးပိန်ဖြစ်ပါတယ်89ကီးမှာဒီမှာလည်း8တစ်လုံးပါတယ်ပေါ့နော်8အပိန်ဖြစ်ပါတယ်9တစ်လုံးမှာအပြောက်ပေါ့နော်ဆိုရင်ဒီတနည်းအစားဆုံးမပြောပြတော့ဘူးဒီအောက်ကဟာတွေဆက်ကြည့်အောင်ဒီမှာပြီးခဲ့တဲ့ဘက်က4 5ဆိုတော့ဒီမှာ4ရော5ရောပါနေတယ်ပေါ့နော်တစ်လုံးပိန်မရဘူး9 3များမှာ9 3များကိုပါနေတယ်မရဘူးပေါ့နော်ဒီ4 5ကီးမှာ4တစ်လုံးပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့4ပိန်1 4ပြီးတော့တာဖြစ်တယ်ပေါ့နော်အဲဆိုရင်ဒီတစ်ပတ်ဒီမှာနှလုံးလားတစ်လုံးလားဆိုတာလေးကြည့်အောင်ဒီဟာသူရဲ့တွက်နည်းယူတဲ့နည်းဖြစ်တယ်ပေါ့နော်ဒီမှာ9နဲ့1ပေါင်းပြပါမယ်9နဲ့1ပေါင်းတာ8ပေါ့နော်8နဲ့3ပေါင်းလိုက်တာ17ဖြစ်ပါတယ်3တလီဒီ3ပေါ့နော်3 3လီဒီ9ဖြစ်ပါတယ်9နှစ်ကြိမ်ဟာ30ဆိုတော့မရေးတော့ဘူး4တလီဒီ4 9 4လီ30နဲ့ရှောက်ကိုအနောက်မှာရှိတဲ့1နဲ့ပေါင်းလိုက်တာခွန်ဖြစ်တယ်ပေါ့နော်ဒါဆိုရင်ဒီမှာ1နဲ့9နဲ့30 3ရယ်ခွန်ရယ်30ဆိုတော့ဒီမှာ4တစ်လုံးကျန်တယ်ပေါ့နော်ရလာတဲ့4ကိုအစင်လိုက်တိုးတော့တာဖြစ်တယ်4 5အထီပေါ့နော်ဒီ4 5အထီမှာထွက်တာက1 4ဖြစ်တယ်ပေါ့နော်1 4ထွက်တဲ့အတွက်ဒီမှာကျွန်တော်တို့4တစ်လုံးထီတယ်ခင်ဗျာဒီတွက်နည်းတိုင်းပဲကျွန်တော်ခုနပြတဲ့ဟာကိုတွက်ကြည့်လို့ရတယ်ပေါ့နော်ဒီမှာ9ရှောင်းမှာရှောက်3 4 5မှာ1 4ဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာ4တစ်လုံးထီတယ်ပေါ့နော်9နဲ့3များနဲ့ပေါင်းမှာ9 4နဲ့ပေါင်းတာ9ပေါ့နော်နောက်ထပ်ဒီမှာ3တလီဒီ3 4 3လီ7နှစ်ရှောင်းနာချိန်7နှစ်ဆိုတော့2နှစ်ပေါင်းတာ4ဖြစ်ပါတယ်ခွန်4လီဒီ20နဲ့8 4တလီဒီ4အနောက်မှာရှိတဲ့1နဲ့ပေါင်းတာ9ပေါ့နော်ရှေ့ဆုံးမှာလာရေးလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ9နဲ့3နဲ့ပေါင်းတာ7နှစ်ဖြစ်မယ်ပေါ့နော်8နဲ့ပေါင်းလိုက်တာ30 9နဲ့4နဲ့ကျန်တယ်ပေါ့နော်9 4ပေါင်းတာ9ဖြစ်ပါတယ်ဒါကြောင့်မို့90အထီပေါ့နော်90အထီမှာ9 1ဖြစ်တယ်ပေါ့နော်1 4ပြီးတော့9 1ဆင်းသွားတယ်ဒါကြောင့်မို့ဒီမှာ90ကီးက9 1ဖြစ်တဲ့အတွက်9တစ်လုံးထီတယ်ခင်ဗျာ9တစ်လုံးမှန်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ
ကိုတီကနေရှင်း900လေးတွေ့မယ်ပေါ့နော်ဒါဆိုရင်ဒီမှာ2နဲ့9နဲ့ပေါင်းတာ9ပေါ့နော်1နဲ့ပေါင်းတာ10ဖြစ်ပါတယ်3များပေါ့နော်နောက်ထပ်ရှော့3လီတီ18ဖြစ်ပါတယ်9နဲ့ချိန်30 9 3လီတီ15ပေါ့နော်8လေးလီ30နဲ့နေဖြစ်ပါတယ်4နဲ့လီ81နဲ့ပေါင်းတာ9ပေါ့နော်အဲဆိုရင်8ရဲ့2ရဲ့30 9နဲ့9ပေါင်းတာ14ဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်4 5အထီးဖြစ်တယ်ပေါ့နော်4 5အထီးမှာဒီမှာ8 5ဖြစ်တဲ့အတွက်ကျွန်တော်တို့9တလုံးထီတယ်ပေါ့နော်8 5ထွက်သွားတယ်ပေါ့နော်ဒါကြောင့်မို့ဒီမှာ9တလုံးမှန်တယ်ခင်ဗျာခေပြန်စစ်ကြည့်အောင်ဒီမှာ9 6မှာ6 3ပေါ့နော်9 6ကီးမှာ6 3ဖြစ်ပါတယ်နောက်ထပ်4မှာ4 5ကီးဖြစ်ပါတယ်9 1မှာ9 3များကီးဖြစ်တယ်8 5မှာ4 5အထီးပေါ့နော်8 5မှာ4 5အထီးကီးဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီလာမဲ့ဒီအောက်က20နဲ့4ချိန်တွဲကြည့်မယ်ပေါ့နော်โอเคဒါဆိုရင်3ရက်9ရက်က30 9နဲ့ပေါင်းလိုက်တာ9ပေါ့နော်9 3လီတီ15ဖြစ်ပါတယ်3တလီတီ3နောက်ထပ်6လေးတွေက20နဲ့4ပေါ့နော်နောက်ထပ်4လေးလီတီ16တင်းနဲ့ပေါင်းတာခွန်ဖြစ်ပါတယ်ဒါဆိုရင်ဒီမှာ3ရက်9ရက်30 9ရက်9ရက်က30ဆိုတော့ဒီမှာ4တလုံးကျန်တယ်4ကို1တူတော့5 4 5အထီးကီးပြန်ရတယ်ပေါ့နော်အပေါ်ကလိုမျိုးပဲ4 5အထီးကီးပြန်ပြီးရတယ်ခင်ဗျာโอเคဒီဟာသူရဲ့ယူတယ်နီးဖြစ်တယ်ပေါ့နော်မင်းစင်များပြန်ပြီးစစ်ကြည့်ရှင်နေဆိုရင်ဒီတွဲတင်လေးကတော့အရှိမှပြထားတယ်ပေါ့နော်โอเค4 5အထီးဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီအပြီးပေါကနန်းနဲ့ပြန်စစ်မယ်ပေါ့နော်အပြီးပေါကနန်း9လုံးထဲမှာ4ရက်9ရက်အကီးဆိုတော့ဒီမှာ4တလုံးမပါဘူးပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီတစ်ပတ်9တလုံးပိန်ရတယ်ပေါ့နော်ဆက်ပြီးသွားမလားပြတ်သွားမလားပေါ့နော်နီးအရာတက်ပြထားတာဖြစ်တယ်အကျိတ်တူမှာအသုံးပြုပေါ့နော်အဲကြောင့်မို့ဒီတစ်ပတ်ကျွန်တော်တို့ဒီမှာတွဲနီးအရာ9တလုံးအပိန်ပေါ့နော်အဲဆိုရင်9 6 9 3များဒီကနန်း9လုံးထဲကအပြည့်ရမှာ9တလုံးပိန်ဆိုတော့9 6ရမယ်9 9ရမယ်9 9ရမယ်ပေါ့နော်9 3များရမှာဖြစ်ပါတယ်ပြီးရင်ဒါဆိုရင်ပြောင်းပြန်လိုက်ရမှာပေါ့နော်3များ9 9 5ခွန်9ရှောင်း9ပေါ့နော်တုံးမဟုတ်အဘူးစင်းတဲ့အတွက်9 9အဘူးများလာပေါ့နော်အဘူးစင်းတဲ့အတွက်9 9အဘူးလာပေါ့နော်โอเคဒါလေးတော့ရတယ်ခင်ဗျာအကြိတ်တူမှာအသုံးပြုပေါ့နော်ဒါအားလုံးသိဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ဒီနှလုံးတိတ်ကထိတ်စီးရတာရဲ့အပိတ်တွဲနည်းရဲ့ကိုတင်ပေးသွားအောင်မှာဖြစ်တယ်ပေါ့နော်ထိတ်စီးတည်တဲ့တွဲနည်းပြီးရင်အပိတ်တွဲနည်းတည်တယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ